မိုက်တယ်အဲ့လိုလှုပ်ခဲတယ်အဲ့လိုတောင်ကြီးကြီးကိုအဲ့လိုလှုပ်ခဲတယ်အမိုက်တွေကိုဒါမှမဟုတ်ပါရှင်းလူတွေရောက်ထွက်ပြီးတော့စောင့်ပြီးအောင်လေကိုကြီးကတော့စောင့်ရမယ်လို့ပြောထားတာရုံးလိုက်ဖုံးဆက်လိုက်လို့ရုံးလိုက်ဖုံးဆက်လိုက်အမကြီးကျွန်တော်တို့ဆိုင်ရှိအမိုက်တွေအကောင်လုံးလောခဲတာဆိုင်ရှိမှာကျွန်တော်ကတေချာလေးထုတ်လာပြီလားလူရှိလားလို့ကျွန်တော်ကရှင်းလေးပဲလူရှိလို့ပဲမင်းတို့ထောက်ပေးတာလေကွာထွက်ပြီးတော့ချပေးတာလေအဲ့ဒါကိုတော့ဘလောက်ဆောင်ရတာလို့တလားကို1500 1500ဆောင်ရတယ်ကြောက်3ကောင်းပေးမယ်အမအလိုလိုက်တင်ပါလားဟောဒါမင်းတို့အလုပ်လေကွာအေးဟုတ်ပြောရကိစ္စမရှိဘူးဒီကရုံးလာပြောလိုက်ကျွန်တော်ရှင်းလေးပဲရုံးလေမင်းအဲ့ဆိုရှင်ရုံးလာကြည့်ခိုင်းလိုက်တော့ရရဒီမှာကြည့်ဒါမင်းတို့လာကောက်တယ်လားတင်ချင်းငါတို့နေ့တိုင်းဆောင်တယ်ဟုတ်ပြီဟုတ်ပြီအဲ့တောင်းဝဲဆောင်ခိုင်းရနော်ဟဲ့ခေါ်လိုက်မင်းရုံးကလူကိုခေါ်လိုက်ရဖုန်းဆက်ဟဲ့ဖုန်းဆက်ပြမလို့မင်းတို့လာခဲ့လိုက်ဒါမင်းတို့ဖုန်းဆက်ပေးရဖုန်းဆက်လိုက်ရှင်းလေးပဲဖုန်းဆက်ပြမလို့လာခဲ့လိုက်မင်းလာခဲ့လိုက်မင်းတို့ခေါ်လိုက်ကွာဒါငါဆောင်တာဒါမင်းတို့ဝန်ဆောင်မှုပေးရမယ်အလုပ်ရှင်းတယ်နော်ဆိုင်ကိုကျွန်တော်ကချင်းလေးကိုထွက်ပြီးတော့ဆက်ဆောင်ပေးအောင်လေဟဲ့အမိုက်တော့ဒီနားလေးမကိုတေချာလေးချတာပေးတာဒီနားမကိုတေချာချတာပေးရကွာမင်းတို့ကောက်တင်လိုက်ဘလောက်ပင်ပန်းလို့ဟိုမင်းတို့တာဝန်ဆောင်မှုပေးရမယ်ဟာမဟုတ်လားမင်းတို့ဝန်ဆောင်မှုပေးရမှာလေမှန်ကျွန်တော်ကတောက်ကိုပတ်ပြီးလို့မရဘူးလားဟဲ့ဒါတိတားလို့ဒီနမချတာလို့တဲ့အမိုက်တော့မှလမ်းပေါ်မှာပြစ်ထိုက်ခဲ့တယ်ဒါသူတို့ပတ်ခံယူထားတာလေသူတို့ဝန်ဆောင်မှုပေးရမှာလေတိုင်းစားပေးလို့ရတယ်ကွာဆက်ပြောင်းပေးပြီးမင်းတို့ဘာလို့အဲ့လိုလုပ်လဲဒါမင်းတို့ရိုင်းသွားတာကွာတိတာဒါလူပါဝါလား1000နဲ့စောင့်ထားတာမဟုတ်3000နဲ့စောင့်သွားတာမှသူများတစ်ပေးရလေကွာအခုကဒါတဘောတစ်ခုမှလည်းမပြစ်ချင်ဘူးလားခါခဲလိုက်ဟိုမင်းဒီလုံးမလုံးချင်မင်းမလုံးနဲ့ဒီလိုတော့ဒီလိုတော့ကြက်မလို့ဟာကျွန်တော်ကမိုင်းကိုသိချင်မသိချင်တော့အဲ့လိုပြောရလို့မဟုတ်ဘူးကိုမထုံးလေးကိုရရှက်စောင့်ပြီးနေတော့ဟာမမလို့အဲ့တင်းမဆိုတော့တင်းမလို့ရတယ်သူကလူအတက်အောင်ရှိပြီဗျာဟဲ့အမိုက်မင်းတို့အမိုက်အတိကတင်ရမှာလေငါတို့ကမင်းတို့ဝန်ဆောင်မှုပေးတာဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက်ဒါကိုမင်းတို့ကတင်ရမှာဟုတ်တယ်နော်ငါတို့ဒီမှာတစ်တစ်ချက်ချောင်းကိုမင်းထုတ်ပိုးပြီးတော့ချတာပြီလားမင်းတို့အဲ့လိုလုပ်ကြမလို့မပြစ်ချင်မတင်ချင်ခြံခဲ့လိုက်ငါတို့အမိုက်ကုန်းမှာသွားပြစ်မယ်မင်းတို့အဲ့လိုမလုပ်ရအောင်အဲ့လိုလုပ်ခဲလို့မရအောင်ဟဲ့ဘာလို့မဆိုင်ပါမဆိုင်ဘူးဆိုလဲအကြောင်းရှင်းပြ